안녕하세요 여러분အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုထဲမှာကကြတော့ speaking လေးတွေပြောပြမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့အလုပ်တရားတောင်းလို့ပုံနေတာပဲလို့ပြောချင်တယ်ဆိုရင်ဘယ်လိုပြောကြမလဲ 일이 산더미처럼 쌓여 있어요 일이 산더미처럼 쌓여 있어요 အလုပ်တရားတောင်းလို့ပုံနေတာပဲအစည်းအဝေးချိန်စရာကိုညှိနှိုင်းကြည့်ကြရအောင်လို့ပြောချင်회의 일정을 조율해 봅시다. 회의 일정을 조율해 봅시다. 연락가 면린 다달라 피말라부. 뼈지. 연락가 결과가 기대에 못 미쳐요. 연락가 면린 다달라 피말라부. 결과가 기대에 못 미쳐요. 알로게이사이마 땀마예 အမိပြီးနိုင်ပါမလားစိုးရင်စိမ့်နဲ့ပြောတဲ့စကားလုံးလေးကိုပြောကြည့်ပါမယ်အဲ့တော့တတ်မှတ်ရက် 마감 기한은 지킬 수 있을까요 အဲ့တော့ deadline ကိုတို့ကအချိန်မီပြီးနိုင်ပါမလားပေါ့ 마감 기한을 지킬 수 있을까요 နောက်တစ်ခုလူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့စကားလုံးလေးကိုပြောပါမယ်ဥပမာတယောက်နဲ့တယောက်အထင်လွဲသွားကြတာထင်တယ်လို့ပြောချင်တယ်ဆိုရင်서로 오해가 있었던 것 같아. 서로 오해가 있었던 것 같아. 나도 아이루의 안무야 야인라이라 알로 표현전에 소에 그 사람의 태도가 몰래하네요. 그 사람의 태도가 몰래하네요. 아이루의 안무야 야인라이라 알로 대배 표현해. 나도 ပထမဆုံးအမြင်မာနဲ့တင်ကိုတော်တော်လေးထင်ကြီးစရာကောင်းနေတယ်ဆွဲမက်စရာကောင်းတယ်ဒါကိုဘယ်လိုပြောမလဲ적신상이 아주 인상적이었어요 적신상 다ပထမဆုံးအမြင်ပေါ့ first impression ကိုပြောတာ 적신상이 아주 인상적이었어요 တော်တော်လေးကိုဆွဲမက်စရာကောင်းခဲ့တယ်စကားပြောပြီးတော့ဖြည့်ရှင်းကြည့်ကြရအောင်ဒီလိုပြောချင်း대화를 통해 해결해 봅시다. 대화를 통해 해결해 봅시다. စကားပြောပြီးတော့ဖြည့်ရှင်းကြည့်ကြရအောင်လို့ပြောလို့ရပါတယ်။နောက်တစ်ခုတစ်ဖက်လူရဲ့အခြေအနေကိုထည့်တွက်ပေးရမယ်ဒီလိုမျိုးပြောခြင်းအဓိကတော့ကိုချင်းစာရမယ်ပေါ့နော်တစ်ဖက်လူရဲ့အဲ့တော့တစ်ဖက်လူဆိုတာကို상대방의 입장은 배려해야 해. ကိုချင်းစာရမယ်ထည့်တွက်ပေးရမယ်ဟုတ်ပြီဒီနေ့ကတော့စကားပြောနည်းနည်းအသုံးဝင်မယ်လို့ထင်တဲ့စကားလုံးလေးတွေကိုပြောပြပေးလိုက်တာပါနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်